တန်ဃာတော်တွေကိုအိမ်ပင့်ပြီးဆွမ်းကပ်တာအလှူဒါနပြုတာဟာမြန်မာဗုဒ္ဓဘာသာဝင်တိုင်းအတွက်အလွန်မြတ်နိုးတဲ့ကုသိုလ်တစ်ခုပါဒါပေမဲ့တန်ဃာတော်တွေကိုအိမ်ပင့်ယုံဆွမ်းကပ်ယုံနဲ့တင်ကုသိုလ်အကျိုးတွေပြည့်စုံသွားပြီလို့ထင်နေကြတဲ့သူတွေအများကြီးရှိပါတယ်တကယ်တော့မြတ်စွာဘုရားကအကြောင်းဆုံးမှအကောင်းဆုံးလို့ဟောကြားထားပြီးတန်ဃာတော်တွေကိုအိမ်ပင့်တဲ့အခါမဖြစ်မနေသိထားတဲ့အရေးကြီးတဲ့အချက်တွေရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဗုဒ္ဓဘာသာဝင်တိုင်းသိထားတဲ့အချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ယဟန်တန်ဃာတွေကမိမိတို့နေအိမ်ကိုကြွလာတယ်။ပြင်လို့ပဲကြွလာတာဖြစ်စေသူ့ဘာသူအလိုလျောက်ကိုယ်တကာဓမ္မမို့ယင်းဤလို့ကြွလာတာပဲဖြစ်စေဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်ကိုယဟန်တန်ဃာတွေကြွလာလေရှိတယ်မိမိတို့ကိုယ်ကိုယ်ရဲ့ယဟန်တန်ဃာတွေကြွလာတာအဲ့ဒါလိုကြွလာတဲ့အခါမှာအကြောင်းတရားတွေဖြစ်ပေါ်လာပုံလေးတွေကိုပြောပြမြတ်စွာဘုရားဟောတာအဲ့ဒီယဟန်တန်ဃာတွေကြွလာတဲ့အခါမှာအိမ်ကိုကြွလာလိုက်တာနဲ့တပြိုင်နက်စိတ်ထဲကတို့အိမ်တန်ဃာကြွလာတယ်လို့ဆိုကြတဲ့စိတ်ထဲကကြည်နူးသွားတဲ့အခါရှိနိုင်တယ်ဟုတ်ကဲ့လားစိတ်ထဲမှာကြည်နူးသွားတယ်။ဆရာတော်တွေကြွလာတယ်။တို့တန်ဃာတွေကြွလာတယ်ဆိုစိတ်ထဲမှာကြည်နူးသွား။ဒါအများအားတော့ကြည်နူးခြင်းမှာကြည်နူးမှာဒီကိုယ်တော်ဘာလို့လာတာတော့ရှုပ်ကရှုပ်နေဆိုတာမျိုးလည်းဖြစ်ချင်းဖြစ်အောင်ပါပဲ။ဟုတ်ကဲ့လား။ကြွလာလို့စိတ်ထဲမှာကြည်နူးပြီဆိုတာအဲ့ဒီကြည်နူးမှုလေးကိုမြတ်စွာဘုရားကတက်ခတံဝတ္တနိကပฏิပဒါကုသိုလ်တဲ့။စိတ်ထဲမှာကြည်နူးလိုက်တာဟာနတ်ပြည်ကိုဖြစ်စေနိုင်တဲ့နတ်ပြည်မှာဖြစ်စေနိုင်တဲ့ကုသိုလ်တစ်မျိုးပဲတဲ့ဒါလေးကအဲ့ဒီစိတ်ထဲကြည်နူးယုံလေးနဲ့တည်းပဲဒီကုသိုလ်လေးကအကျိုးပေးလိုက်လို့ရှိရင်ဒီပုဂ္ဂိုလ်ဟာနတ်ပြည်မှာဖြစ်နိုင်တယ်လို့ဒီလိုဟောတာနော်ဒါအကြောင်းတစ်ခုနဲ့သူပြည့်စုံသွားပြီစိတ်ထဲကကြည်နူးယုံနေမကဘူးအိမ်ကြွလာတဲ့တန်ဃာတွေကြွပါဗျာခရီးဥကျုဆိုတယ်လက်အုပ်ချီတယ်ရှ िख ိုးတယ်နေရာပေးတယ်မလုပ်ဘူးလားကြွလာတဲ့တန်ခါကိုခီးဥကျုဆိုတယ်လက်အုပ်ချီမှုရှ िख ိုးတယ်နေရာထိုင်ခင်းပေးတယ်လို့အဲ့ဒါကကုသိုလ်တစ်မျိုးတဲ့အဲ့ဒီကုသိုလ်ကအကျိုးပေးပြီဆိုလို့ရှိရင်ဖြစ်လျာဘဝမှာအထက်တန်းကြတဲ့အမျိုးမှာလူဖြစ်ရတယ်အရက်ထဲမှာအထက်တန်းကြတဲ့အမျိုးအောက်တန်းကြတဲ့အမျိုးဆိုတာရှိသေးတာဟုတ်လူချင်းတူပေမဲ့လို့အရက်ထဲမှာအောက်တန်းစားလို့တတ်မှတ်ခံရတဲ့လူမျိုးကလည်းရှိသေးတာပဲဟုတ်ကဲ့မြန်မာနိုင်ငံမှာ caste system လို့ခေါ်တယ်ဆက်ခွဲခြားတဲ့စနစ်မရှိလို့သိမသိတာပဲမဲ့ဟိုအိန္ဒိယတို့ဒီကိုတို့ကြလို့ရှိရင်တိတ်ကွဲပြားခြားနာတယ်လူတွေထဲမှာဆန်းမြင့်ဆန်းနေဆိုတာအများအားခွဲခြားထားတယ်ဆန်းနေဆိုတဲ့ပုံကိုယ်တွေကသူတို့နဲ့ဘယ်သူကမှထိတွေ့ဆက်ဆံခြင်းမလုပ်ဘူးသူတို့ကိုတောင်မှပဲလေညာကနေပြီးတော့သူတို့ခန္ဓာကိုယ်ကနေတိုက်လာတဲ့လေတောင်မှပဲအထိမခံအန်တက်ဖြေပေါ်မထိရမကန်ရတဲ့လူသားမျိုးဆိုပြီးတော့ဆက်ဆုပ်ကြရှောင်ကွင်းကြလူကမှမထိမကန်ညင်ညင်ပတ်ပတ်ပင်ပင်မမအလုပ်တွေကိုသာသူတို့ခိုင်းတယ်ဟုတ်ကဲ့လားဒီကနေ့ခေတ်မှာပဲအိန္ဒိယနိုင်ငံမှာရှိတယ်စမ်းနေတယ်အဲ့ဒီလိုအမျိုးမှသွားပြီးတော့လူဖြစ်ရတတ်တယ်တဲ့ဒါတွေမလုပ်ရင်ယဟန်တန်ဃာတွေကြွလာတဲ့အခါမှာခီးဥကျုဆိုတယ်ရှ िख ိုးဝါချတယ်နေရာထိုင်ခင်းပေးတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာစမ်းနေဆိုတဲ့အောက်တန်းကြတဲ့အမျိုးမဖြစ်ဘူးတဲ့ဥစ္စာကုလိနသံဝတ္တနိကပฏิပဒါလူတကာကအလေးထားပြီးတော့ဆက်ဆံမော်ကြည့်ရတဲ့အစစ်မြင့်တဲ့အမျိုးမှာလူဖြစ်ရတဲ့ကုသိုလ်မျိုးပါတဲ့ဒီကုသိုလ်မျိုးကြည့်နော်စိတ်ထဲကြည်နူးယုံတယ်မကဘူးလက်ဥချီရှ िख ိုးနေရာထိုင်ခင်းပေးဆိုတာလုပ်ရမယ်နောက်တစ်ခုကြွလာတဲ့တန်ဃာတွေဘာလူရမလဲဘာကရမလဲဆိုတဲ့စိတ်ထဲမှာလှူခြင်းတန်းခြင်းပေးကမ်းခြင်းနဲ့စိတ်ကလေးပေါ်လာတာလေးနဲ့တင်ပဲအဲ့ဒါလေးကကုသိုလ်လေးတစ်မျိုးပဲတဲ့ဘာကုသိုလ်တုံးလို့ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကမဟေတက္ခတံဝတ္တနိကပฏิပဒါကုသိုလ်ဖြစ်လျာဘဝမှာတဲ့ဩဇာအာဏာရှိတယ်သူတကာကိုအုပ်ချုပ်ရတယ်အထက်ကနေရတယ်အဲ့ဒီကုသိုလ်မျိုးတဲ့မဟေတက္ခတံဝတ္တနိကပฏิပဒါကုသိုလ်ဘာလူရမလို့စဉ်းစားပြီးတော့တကယ်ပဲလှူလိုက်တယ်တန်းလိုက်တယ်
အဲ့ဒါလို့လှူလိုက်တန်းလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကကုသိုလ်တစ်မျိုးဒါနကောင်းမှုဖြစ်သွားတော့အဲ့ဒါကမဟာဘောဂသာဝတ္တနိကပြိပဒကုသိုလ်တဲ့ဖြစ်လျာဘဝမှာစည်းစိမ်ဥစ္စာကျွယ်ဝခြင်းဆိုတဲ့အကျိုးတရားကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်မျိုးတဲ့တစ်ဖက်ယန္တန်ကကြွလာတယ်ဆိုလို့ရှိရင်ဆုံးလေးကပ်ပြီးတော့ပြီးသွားတာမဟုတ်ဘူးအနိနာမှာထိုင်ပြီးတော့အရှင်ဘုရားဩဝါဒတရားလေးချင်းမြင်ပါအောင်တရားလေးတစ်ပုဒ်ချင်းမြင်ပါအောင်ဆုံးမဩဝါဒလေးပေးပါအောင်တရားနာတယ်ကိုမသိတာလေးတွေမေးတယ်အဲ့ဒါလည်းကုသိုလ်တစ်မျိုးပဲတဲ့နော်အဲ့ဒါလိုမေးတဲ့ဉာဏ်နဲ့ပုဂ္ဂိုလ်ကမဟာပညာသာဝတ္တနိကပฏิပဒါကုသိုလ်မျိုးစီဘူးအထောက်အလုပ်တယ်ဖြစ်လျာဘဝမှာပညာကြီးတယ်ဉာဏ်ထက်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတယ်အဲ့ဒီအကြောင်းတွေကိုတချို့ကလေအလှူဒန်းလုပ်တာတော့မှပဲတရားမနာတော့ပါဘူးရေစက်မချတော့ပါဘူးဆိုတဲ့လူမျိုးတွေမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်တွေကအကြောင်းမစုံဘူးလို့ပြောရမှာပဲလုပ်ပြီဆိုရင်အကြောင်းစုံအောင်လုပ်တဲ့နေအကြောင်းစုံမှအခုအကျိုးတွေစုံအောင်ရမယ်အကောင်းတွေစုံအောင်ရမယ်ဟုတ်ကဲ့လားစိတ်ကြည်နူးမှုကိုလည်းဖြစ်စေရမယ်ခီးဥကျိုးဆိုရှိခိုးဝါချနေရပေးမှုလည်းလုပ်ရမယ်လှူခြင်းတန်းခြင်းတဲ့စိတ်ကိုလည်းဖြစ်ရမယ်လှူလည်းလှူရမယ်တရားလည်းနာရမယ်ဟောအဲ့ဒါမှသူ့အကြောင်းနဲ့သူ့အကျိုးကလေးတွေရတာတခုတည်းနဲ့ဒီအကြောင်းတွေဒီအကျိုးတွေ၅မျိုးစလုံးရပါမလားဒီအကျိုးလေးတွေကောင်းတဲ့အကောင်းလေးတွေကဘာတော့ဆိုရင်ကောင်းရသူဂတိတို့နတ်ပြည်တို့ရောက်တာလဲကောင်းတာပဲအစင်တမ်းမြင့်တဲ့ဘဝကိုရတာလဲကောင်းတာအမျိုးပြတ်တဲ့ဘဝရတာကောင်းတာအမျိုးပြတ်တဲ့ဘဝမှာဩဇာအာဏာရှိတာလဲကောင်းတာပစ္စည်းဥစ္စာကျွယ်ဝတာလဲကောင်းတာပညာကြီးတာလဲကောင်းတာဟုတ်ကဲ့အကယ်၍သာတရားနာမှုမလုပ်ဘူးဆိုလို့ရှိရင်ပစ္စည်းဥစ္စာတော့ပေါ်ပါရဲ့အသိဉာဏ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ပေဘူးလားအသိဉာဏ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာရှိကကောင်းမှုကြောင့်ဘလောက်ပဲကြွယ်ဝချမ်းသာအသိဉာဏ်မရှိသည့်အတွက်ကြောင့်နောက်ဆုံးကဆုံးရှုံးပြီးတော့ပစ္စည်းဥစ္စာတွေဆုံးရှုံးပြီးနောက်ဆုံးကြတော့မွဲတည်ပြီးတော့သွားရတတ်တယ်တဲ့အသိဉာဏ်မရှိသည့်အတွက်ကြောင့်သုံးတဲ့နေရာမသုံးတဲ့နေရာမသိဘူးအသုံးလားအဖြုံလားခွဲခြားမသိတတ်ဘူးအဲ့ဒီလိုမသိသည့်အတွက်ကြောင့်မှားရင်းနေပြုလုပ်ပြီးတော့ထိုပုဂ္ဂိုလ်ဟာနောက်ဆုံးမှဆင်းရဲဒုက္ခရောက်သွားတတ်သေးတယ်ပညာမရှိလို့ရှိရင်ဟုတ်ကဲ့လားဒါကြောင့်မို့လို့အကောင်းတရားတွေကိုအစုံရခြင်းပြီဆိုရင်အကြောင်းတရားတွေကိုစုံအောင်လုပ်ပါလို့ဘုန်းကြီးတို့တွေမှတ်အောင်ပါဟောအဲ့ဒီလိုမဟုတ်ဘဲနဲ့ဟိုဟာဖြစ်မလုပ်ရဘူးဒါဖြစ်မလုပ်ရဘူးကုသိုလ်ကောင်းမှုဆိုတာမလုပ်ရတဲ့ကုသိုလ်ကောင်းမှုဆိုတာရှိပါမလားမရှိဘူးနော်အဲ့ဒါကိုတော့သိသိချာချာမှတ်ထားဘယ်သူပြောလို့မှနားမရအောင်နဲ့မလုပ်ကောင်းတဲ့ကုသိုလ်ဆိုတာမရှိဘူးနော်မလုပ်ကောင်းတဲ့ကုသိုလ်ဆိုတာမရှိဘူးမလုပ်ကောင်းတာဟာအကုသိုလ်ပဲဖြစ်တယ်အဲ့ဒီအကုသိုလ်ကြတော့မလုပ်ကောင်းမှုလို့မပြောဘဲနဲ့ဒါနကြတော့မလုပ်ကောင်းမှုလို့သမထမကျင့်ကောင်းမှုလို့ဒီလိုပြောတာဟာမမှန်ကန်မှုပေါ့ဟုတ်ကဲ့လားမြတ်စွာဘုရားကိုယ်တိုင်ကအကုသိုလ်ကိုသာမလုပ်ရဘူးဟောတာကုသိုလ်မှန်သမျှလုပ်ရမှာပဲအကုသိုလ်ကသာတန်တရားကိုရှိစေတာအကုသိုလ်ကသာအပင်ငယ်ကိုချစေတာကုသိုလ်ကြောင့်အပင်ငယ်ကြတယ်ဆိုတာဘယ်ဘုရားလက်ထက်မှလည်းမရှိဘူးဘယ်တော့မှလည်းမရှိမှာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာအထာဏတုတ်ဆိုတာအထာဏဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာမဖြစ်နိုင်ဘူး impossible ဘယ်တော့မှမဖြစ်နိုင်တဲ့ဟာဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာဘာပြောတာတော့ဆိုရင်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကကောင်းကျိုးချမ်းသာပေးတယ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးတဲ့ဟုတ်ကဲ့လားကာယသူစရိုက်ဝစီသူစရိုက်မနောသူစရိုက်ဆိုတဲ့သူစရိုက်တရားတွေကအဆိုးကျိုးကိုပေးတယ်ဆိုတာလည်းဘယ်တော့မှမဖြစ်နိုင်ဘူးတဲ့ဒါပုံဒီကကြမှတ်ထားရမယ်ဟာအကုသိုလ်ကကောင်းကျိုးပေးတယ်ဆိုတာဘယ်တော့မှမရှိဘူးကုသိုလ်ကဆိုးကျိုးပေးတယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးလို့ပုံဒီကကြမှတ်ထားဟုတ်ကဲ့
ကြည့်တန်လျာရှိတာမရှိတာနဲ့ပတ်သက်လာလို့ရှိရင်မှတ်သားစရာလေးတစ်ခုပြောပြဒါနကောင်းမှုလုပ်ကြတာဖယားမပွင့်တဲ့ခေတ်ကာလမှာပိစိကဗုဒ္ဓတွေပွင့်ပေါ်လေးရှိတယ်အမျိုးကောင်းသားညီနောင်2ယောက်စီးပွားရေးလုပ်တဲ့အနေနဲ့ကြံကင်းကြီးတွေစိုက်ထားတယ်ကြံလေးစိုက်ထားတယ်တနေ့ကျတော့ညီလုပ်တဲ့ပုဂ္ဂိုလ်ကကြံကင်းသွားပြီးတော့ကြံလေးသွားကြည့်ရင်းကနေပြီးတော့ကြံ2ချောင်းခုတ်လာတယ်အဲ့ဒီခေတ်ကရှိတဲ့ကြံမျိုးကအခေါင်းကြံအခေါင်းမျိုးအဲ့ထဲမှာအရေပဲပါတယ်အခုခေတ်မှာလို့ကြံထဲမှာအဖတ်တွေမပါဘူးတဲ့အဲ့ဒီမျိုးတုံးသွားတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်တခါတစ်ပင်ကြီးပါတယ်ဆိုမျိုးတုံးသွားတာရှိတယ်လေတိရစ္ဆာန်တွေလည်းမျိုးတုံးသွားတာရှိတယ်အဲ့တော့အဲ့ဒီခေတ်တုန်းကကြံကအခေါင်းထဲမှာရေကြံရေကအပြည့်ခုခေတ်လိုကြံရေစက်နဲ့ကြံရေချိတ်ဆက်နဲ့ချိတ်เสียမလို့သူကကြံပင်ခုတ်ပြီးလို့ရှိရင်ခုတ်တဲ့အခါမှာအစစ်ခံပြီးတော့ခုတ်ရမှာခုတ်ပြီးပိတ်ရသွန်ချလိုက်တာနဲ့တပြိုင်နက်ရေဘူးတဲ့ကရေသွန်ထုတ်လိုက်တယ်လို့ပဲသူကကြံရေတွေထွက်လာတာညီလုံးတဲ့ပုဂ္ဂိုလ်ကကြံချောင်း2ချောင်းကြံပင်2ပင်ကိုအစစ်ခံခုတ်လို့ကြံရည်တွေမထွက်လောက်အောင်ထိတ်ကိုစီးပြီးတော့ကြံချောင်း2ချောင်းယူလာပြီးတဲ့အခါမှာလမ်းကြတော့ပိစိကဗုဒ္ဓတပါးနဲ့တွေ့တယ်ယူလာစဉ်ကသူကတစ်ချောင်းကတော့သူ့အတွက်ကြံတစ်ချောင်းကတော့သူ့အကိုအတွက်ဆိုပြီးတော့2ချောင်းယူလာလမ်းမှာပိစိကဗုဒ္ဓတွေ့တဲ့အခါကျတော့သူ့အတွက်ကြံချောင်းလူမဲသူပါလာတဲ့အဝတ်ကလေးခင်းလို့ပိစိကဗုဒ္ဓရဲ့တပိတ်ကိုယူပြီးစီးထားတဲ့အကြောင်းထိတ်ဝလေးကိုဖွင့်ပြီးတော့ပိစိကဗုဒ္ဓတပိတ်ထဲကိုကြံရည်တွေလောင်းထည့်လိုက်တယ်ပိစိကဗုဒ္ဓရှင်မြတ်ကအဲ့နားမှာပဲကြံရည်တွေဖုံးမိတယ်တပိတ်ထဲကကြံရည်ဖုံးမိပီတိတွေဖြစ်တာဖုံးမိတာမြင်တော့ဝမ်းသာအားရဖြစ်ပြီးတော့ဆုတောင်းတယ်အရှင်ဘုရားတဲ့တပည့်တော်လူချမ်းသာနတ်ချမ်းသာပြမချမ်းသာတို့ခံစားရပြီးနောက်ဆုံးဘဝကြတော့အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုသိရပါလို့ဤဖရာတဲ့ဒါသူဆုတောင်းတာနော်သူဆုတောင်းတာလေးကိုကြည့်အရှင်ဘုရားတဲ့တပည့်တော်သည်လူချမ်းသာနတ်ချမ်းသာပြမချမ်းသာတို့ကိုခံစားရပြီးအဆုံးစွန်သောဘဝ၌အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုသိပါစေပါတဲ့အဲ့ဒီလိုဆုတောင်းပြီးတော့သူဝမ်းသာအားရဖြစ်ပြီးတော့သူ့လက်ထဲပါတဲ့ကြံချောင်းကိုလည်းသူလှူခြင်းစိတ်ပေါက်ဒါပေမဲ့အဲ့ဒီကြံချောင်းကသူပိုင်တာမဟုတ်ဘူးသူ့ကိုယ်အတွက်ယူလာတာသို့တော်လည်းသူစိတ်ကူးလိုက်တယ်ပိစိကဗုဒ္ဓကိုလှူလိုက်မယ်ငါအကိုကြီးကပတ်စံတောင်းရင်လည်းခြံဘိုးပေးလိုက်မယ်ပေါ့ဆိုပြီးတော့သူ့ကိုယ်အတွက်ယူလာတဲ့ကြံချောင်းကိုလည်းဖွင့်ပြီးတော့ပိစိကဗုဒ္ဓတပိတ်ထဲလောင်းလိုက်တော့ပိစိကဗုဒ္ဓရှင်မြတ်ကအဲ့ဒီကြံချောင်းကိုတော့ကြံရည်ကိုတော့သူမဖုံးမေးဘူးတခြားပိစိကဗုဒ္ဓတွေနဲ့ခွဲဝေပြီးတော့ဖုံးမေးမယ်ဆိုပြီးတော့တပိတ်နဲ့ပွေပြီးတော့ကောင်းကင်ကြွသွားတယ်ကြံတဲ့ပိစိကဗုဒ္ဓတွေကိုလှူးနေတာပါသူကမြင်ရဝမ်းသာလိုက်တာအိမ်ပြန်ရောက်အကိုလှုပ်တဲ့သူကမေးတယ်မင်းဘယ်ကပြန်လာတော့ဟာကျွန်တော်ကြံကင်းကပြန်လာမင်းတို့လူကြံကင်းသွားတာအလကားပါကွာကြံချောင်းလေးတစ်ချောင်းတစ်ချောင်းမှယူမလာခဲ့ဘူးလို့အကိုကြီးကပြစ်တင်တော့မဟုတ်ဘူးကိုကြီးကျွန်တော်အကိုအတွက်တစ်ချောင်းကျွန်တော်အတွက်တစ်ချောင်းယူလာတယ်လမ်းမှာပိစိကဗုဒ္ဓရှင်မြတ်တွေ့လို့ကျွန်တော်ကြံချောင်းကိုလှူလိုက်တယ်ပိစိကဗုဒ္ဓကဖုံးပေးတယ်ဝမ်းသာလုံးလို့အကိုအတွက်ယူလာတဲ့ကြံချောင်းကိုလည်းလှူလိုက်တယ်အကိုပတ်စံလိုချင်ပေးမယ်ဆိုတော့အကိုကြီးကပြောတယ်အေးငါကြံချောင်းတဲကကြံရည်လှူတော့ပိစိကဗုဒ္ဓရှင်မြတ်ကဘာလုပ်လဲအခုကြံချောင်းကကြံရည်တွေကိုတော့ယူပြီးတော့တခြားပိစိကဗုဒ္ဓတွေတဆင့်လှူတာကိုတွေ့ရတယ်လို့ဆိုအကိုကြီးလှုပ်တဲ့သူကဝမ်းသာလိုက်တာသူကိုယ်တိုင်လှူတာမဟုတ်ဘူးနော်ဝမ်းသာပြီးတော့သူကဘာလုပ်တော့ဆိုရင်ပိစိကဗုဒ္ဓရှင်မြတ်တွေသိတဲ့တရားဓုတရားမြတ်ကိုသိရပါလို့လို့ဆုပန်လိုက်တယ်ဒီကောင်းမှုကြောင့်
ကဲညီစုပန္နာနဲ့အကိုကြီးစုပန္နာတူမတူညီလောက်တဲ့ပုဂ္ဂိုလ်ဟာစုပန္နာလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာကိုခံစားပြည့်နေအဆုံးစွန်သောဘဝ၌အရှင်ဘုရားသိတဲ့တရားဓုတရားမြတ်ကိုသိရပါလို့ဤလို့ဆုတောင်းလိုက်တာကြည့်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာတို့ခံစားပြည့်နေဆိုကြတဲ့သူကတဏှာပါမနေဘူးလားအဲ့ဒီတဏှာကြောင့်အဲ့ဒီညီလောက်တဲ့ပုဂ္ဂိုလ်ဟာတန်တရားဖယ်ထီအောင်လဲသွားတော့ဆိုဂေါတမမြတ်စွာဘုရားလက်ထက်ထိရောက်လာဇောတိကတထေဖြစ်ပြီးတော့မှကျွတ်တရားရသွားတာဇောတိကတထေကြီးဆိုတာကြားဘူးတယ်နော်အရင်တော့ကကြံကင်းစိုက်စားတဲ့လူတယောက်ပဲအဲ့ဒီတော့ကကုသိုလ်ကောင်းမှုလုပ်ပြီးတော့သူဆူတောင်းလိုက်တာသူဆူတောင်းကြောင့်တန်တရားရှင်းလာလိုက်တာဂေါတမမြတ်စွာဘုရားလက်ထက်ကျမှသူကျွတ်တယ်ပေါ့အကိုလုံးတဲ့ပုဂ္ဂိုလ်ကြတော့မဟုတ်ဘူးပိစိကဗုဒ္ဓရှင်မြတ်တွေသိတဲ့တရားဓုတရားမြတ်သိရပါလို့ဤချမ်းသာဒုက္ခခံစားလို့တဲ့စိတ်သူမပါမပါသည့်အတွက်ကြောင့်နောက်ဘဝမှာလူဖြစ်လိုက်တာနဲ့သူကဘုရားပွင့်နာနဲ့ကျုံတရားနာရဟန္တာဖြစ်သွားတယ်အစိုးရရဟန္တာဖြစ်ပြီးဒုတိယဘဝမှာပဲကျွတ်တရားရသွားတယ်ဟုတ်ကဲ့လားအဲ့ဒါဌာနကတန်တရားရှည်တာမဟုတ်ဘူးတဏှာကတန်တရားကိုရှည်စေတာတဲ့ဒါကိုခွဲခွဲခြားခြားသိဖို့လိုအပ်တယ်ပေါ့ဒီတန်တရားရှည်မှာကြောက်ပြီးတော့ဒါနကောင်းမှုမလုပ်ဖဲနေလို့ရှိရင်ဆင်းရဲတဲ့အကျိုးတွေတွေ့မှာပဲကောင်းပြီအကြောင်းစုံမှအကောင်းဆုံးမှာမို့ကုသိုလ်ကောင်းမှုမှန်သမျှလုပ်ကိုလုပ်ရမယ်သမထလည်းလုပ်ရမှာသမထလို့ဆိုလိုက်တာနဲ့ဗမာပြည်မှာပြောနေတဲ့ပရိစိတ်ဓာတို့ဟုတ်လားအဲ့ဒါမျိုးတွေကိုဆိုလိုတာမဟုတ်ဘူးစနစ်တကျကျင့်တဲ့သမထကျင့်စဉ်ဘုရားဟောတဲ့သမထကျင့်စဉ်တွေကိုပြောတာနော်သမထဆိုတဲ့နာမည်အောက်မှာဟိုဟာလောက်တာလောက်တွေလည်းရှိသေးတာပေါ့သမထဆိုပြီးတော့တခြားကျင့်နေကျင့်နေတာလည်းရှိတယ်ဘုရားကုံတော်ပွားတာဗုဒ္ဓနုတ္တိဒါစနစ်တကျကျင့်ရင်သမထကျင့်စဉ်တစ်ခုပဲသမထကျင့်စဉ်ဆိုတာသမထကမ္မထ40မြတ်စွာဘုရားဟောထားတာအဲ့ဒီ40နဲ့ကျင့်တဲ့သမာဓိလုပ်ငန်းကျင့်စဉ်တွေမှန်သမျှသမထကျင့်စဉ်တွေပဲဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကသမထကျင့်ကိုကျင့်ပြီးတော့မှဝိပဿနာခုပြီးတော့ယန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကများတယ်နောက်ပိုင်းရောက်လာတဲ့အခါကျတော့သမထကိုမကျင့်တော့ဘဲနဲ့ဝိပဿနာတက်တက်ကျင့်သွားတာတွေလည်းရှိတယ်ပညာဝိမု ക്ത ပုဂ္ဂိုလ်လို့ခေါ်တယ်ဟုတ်ကဲ့သို့သောသမထကျင့်ပြီးတော့သမထရောဝိပဿနာရောဆွဲဆောင်ရတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့ထူးချွန်တယ်ရှင်သာရိပုတ္တရာတို့ဆွဲဆောင်ရပုဂ္ဂိုလ်တွေပဲရှင်မောက္ကလန်တို့ဆွဲဆောင်ရပုဂ္ဂိုလ်တွေပဲသမထလည်းကျင့်တယ်ဝိပဿနာလည်းကျင့်တယ်အဲ့ဆိုတခုတည်းဆိုလို့ရှိရင်ဘက်မစုံဘူးပေါ့အကြောင်းမစုံရင်အကောင်းဆုံးမလားတချို့ယဟန္တာတွေကယဟန္တာတော့ဖြစ်ပါရဲ့မြေရှိုးမိုးပြန်တကိုးဆန်ဆိုတာသူတို့မှမရှိဘူးတဲ့ဘာဖြစ်လို့တော့သမထကျင့်စဉ်မကျင့်လို့သမထကျင့်စဉ်မကျင့်ရင်အဲ့ဒီဆံချမ်းသာခံစားနိုင်မှုရှိပါမလားမရှိဘူးတဲ့ဒါကြောင့်မလို့ဆံချမ်းသာဆိုတာဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ဘဝမှာချမ်းချမ်းသာသာနေလို့ရတဲ့အကျင့်တစ်ခုပဲဒါကြောင့်မို့အကောင်းဆုံးရင်တော့အကြောင်းဆုံးအောင်လုပ်ကြရလိမ့်မယ်ဒေဝတာတုတ်မှာမြတ်စွာဘုရားဟောထားပုံလေးကိုကြည့်ကြရအောင်လို့ဒေဝတာတုတ်မှာယဟန်တန်ဃာတွေနဲ့ဘုရားဘာသာဝင်သူတော်စင်တွေအတွက်ယဟန်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဟာတစ်ခုအခုလိုတရားဝဲကြီးကျင်းပပြီးတော့တရားနာတာတွေနဲ့လည်းပတ်သက်တယ်ဘုန်းကြီးတို့တွေအတိုင်းအတာတစ်ခုဟာဘလောက်စုံအောင်လုပ်ရမှာလဲကောင်းပြီခုနလိုပဲယဟန်တန်ဃာတွေမိမိတို့အိမ်သို့မဟုတ်မိမိတို့ထံကြွလာပြီဆိုလို့ရှိရင်လုပ်တဲ့နံပါတ်1ကခီးဥကျွဆိုရမယ်ဒါကုသိုလ်တစ်ခုပဲဟုတ်ကဲ့ခီးဥကျွဆိုရုံမဲ့ဆိုတဲ့ကျန်တာဘာတစ်ခုမှမလုပ်ဘူးဆိုလို့ရှိရင်ခီးဥကျွဆိုတဲ့ကုသိုလ်လေးတစ်မျိုးပဲရမယ်ဒီအကြောင်းကလေးတစ်ခုဒီလုပ်သည့်အတွက်ကြောင့်အကောင်းကဒီတစ်ခုပဲဖြစ်မယ်
ကျန်တာတွေမရနိုင်ဟုတ်ကဲ့ဉာဏ်တန်ဃာတွေကြွလာတဲ့အခါမှာခရီးဥကျုဆိုခဲ့ကြတဲ့ပုဂ္ဂိုလ်တွေပြီးတဲ့အခါကျတော့ခရီးဥကျုဆိုတဲ့ကုသိုလ်ကောင်းမှုကြောင့်နတ်ပြည်ရောက်သွားကြဒီကုသိုလ်ကလေးနဲ့တည်းမဲ့နတ်ဖြစ်ရတဲ့အခါမပြည့်မစုံတဲ့နတ်ဘဝရောက်ပြီးတော့သူတို့စိတ်ထဲမှာမကြည်မနှက်တွေဖြစ်ရကျန်တာတွေမလောက်ခဲ့တဲ့အတွက်ကြောင့်သူများနဲ့ရှင်လိုက်တဲ့အခါမှာအဲ့ဒီနတ်တွေကမပြည့်မစုံဖြစ်ကြတယ်စိတ်ထဲမှာဒုဘဝဟာနှိမ့်ကြတယ်လို့စိတ်ထဲမှာနတ်ချင်းရှင်လိုက်တဲ့အခါလည်းမတူဘူးလေလူရောလူချင်းရှင်တဲ့အခါတူရလားခုခေတ်ဆိုလို့ရှိရင် top 10ဆိုတာလေဟုတ်ကဲ့လားထိတ်တန်း10ယောက်ရွေးလိုက်တဲ့အခါမှာထိတ်တန်း10ယောက်ထဲမှာမပါဘူးဆိုရင်ဒါနှိမ့်ကြသွားတာပေါ့မဟုတ်လားပညာရေးတောင်မှနှိုင်းရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အေးဒီထဲကဒီကျောင်းထဲကကလေးတွေ top 10ထဲမှာဝင်တယ်ဆိုလို့ရှိရင်သူကိုယ်တိုင်လည်းဂုဏ်ယူစရာပဲမိဘတွေလည်းဂုဏ်ယူစရာပဲဟုတ်ကဲ့လားရက်ွက်ထဲမှာလည်းပဲ top 10ချမ်းသာတာဒီရက်ွက်ထဲမှာချမ်းသာဆုံးလူ10ယောက်ရွေးလိုက်မယ်ဆိုရင် top 10ထဲမှာပါတဲ့လူရှိတယ်လို့မပါတဲ့လူဘယ်သူကများမလဲမပါတဲ့လူကများတယ်ကဲပညာတတ်တဲ့လူတွေကို top 10ရွေးလိုက်မယ်ဆိုရင်ရောပညာတတ်တဲ့လူနဲ့မတတ်တဲ့လူပဲအများချမ်းသာတဲ့လူလည်း top 10နဲ့မပါတဲ့လူကများတယ်ပညာပိုင်းဆိုင်ရာလည်း top 10နဲ့မပါတဲ့လူကများတယ်ကဲအချောလှတွေရွေးလိုက်မယ် top 10ပါတဲ့လူနဲ့မပါတဲ့လူကများအေးအစစအရာရာဟာနှိုင်းရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် top 10နဲ့မဝင်ဘူးဆိုလို့ရှိရင်ဒါနှိမ့်ကြတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့ဒါဘာဖြစ်လို့လဲအကြောင်းမစုံခဲ့လို့အကောင်းမစုံတယ်လို့ဒီလိုပြောရမှာပဲကဲကောင်းပြီဒေဝတာတုံးမှာမြတ်စွာဘုရားကအချက်10ချက်လောက်ရမယ့်အချက်10ချက်တွေကိုဟောထားတာရှိတယ်နံပါတ်1ကယန္တန်ဃာတွေနဲ့ပတ်သက်ပြီးတော့ကြွလာတယ်ဆိုလို့ရှိရင်တဲ့နံပါတ်1ခီးဥကျုဆိုရမယ်ဒါကအကြောင်းတစ်ခုပဲခုနပြောတာလို့ခီးဥကျုဆိုလို့ရှိရင်ဖြစ်နေရဘဝမှာအမျိုးမြတ်တဲ့ဘဝဖြစ်တယ်ဟုတ်ကဲ့လားနံပါတ်2ကရှိခိုးဝါချခီးဥရောဆိုတယ်ရှိမခိုးဘူးဆိုလို့ရှိရင်အကြောင်းမစုံနေဘူးပဲနံပါတ်3ကဘာလုပ်ရမလို့ရှိခိုးပြီးတော့နေရာထိုင်ခင်းပေးရမယ်တဲ့ဒါကိုလုပ်ရမယ်ကိုလုပ်တဲ့ကိစ္စတွေပေါ့ယဟန်တန်ဃာတွေတည်းလည်းဒီတိုင်းပဲလေကိုယ့်ရဲ့ကြီးတဲ့ဆရာတော်ကြီးတစ်ပါးကြွလာတယ်ထေကြီးဝါကြီးပုဂ္ဂိုလ်ကြွလာတယ်နံပါတ်1ခီးဥကျုဆိုရမယ်နံပါတ်2ရှိခိုးရမယ်နံပါတ်3နေရာထိုင်ခင်းပေးရမယ်ဟုတ်ကဲ့လားဒါလုပ်ကိုလုပ်ရတဲ့ကိစ္စတွေပဲဒါတွေကအားလုံးဟာကုသိုလ်တွေကြီးပဲအမှန်ကြည့်ရင်ဒါကုသိုလ်မဟုတ်ဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်နော်မြတ်စွာဘုရားကဒါလုံးစင်လုံးထိုက်တဲ့ကုသိုလ်တွေတဲ့ကောင်းပြီနေရာထိုင်ခင်းပေးပြီးတော့မလုပ်ရကိုစွမ်းနိုင်သမျှကိုယ့်ရဲ့ဓနအင်အားစွမ်းရည်တတ္တိအားလျော်စွာခွဲခြားဝေဖန်လှူဒန်းမှုကိုပြုရမယ်ဒါတော့ဘုရားဘာသာဝင်မြန်မာလူမျိုးတွေဖို့ကတော့ဒီဟာတော့ရှိတယ်လို့ပြည့်စုံအိမ်ရောက်လာတယ်ဆိုစူကြုံနေမြင်မရွေးအခန်းနဲ့ကျွေးမွေးတယ်လှူဒန်းကြတယ်ဒါကတော့ရှိကြတယ်ဟုတ်ကဲ့လားအဲ့ဒါမျိုးလုံးဝမယ်တဲ့အဲ့ဒါမျိုးမလုံနိုင်တာလည်းပဲရှိခဲ့ဘူးတဲ့ဒီမှာတော့မဟုတ်ဘူးမှတ်တမ်းမရှိလို့လည်းဖြစ်ချင်းဖြစ်မှာပေါ့ဝိသုဒ္ဓိမဲ့ထဲမှာမှတ်တမ်းတစ်ခုပုံမြင်ကလေးလို့ရေးထားတာလေးတစ်ခုရှိတယ်အဲ့ဒါတော့ယဟန်တန်ဃာတွေနဲ့ပတ်သက်တဲ့ပုံမြင်ကလေးတစ်ခုပါအိမ်အိမ်ကိုယဟန်တစ်ပါးကြွလာတယ်ဆွမ်းခံယဟန်တစ်ပါးကြွလာတဲ့အခါကျတော့အဲ့ဒီအိရှင်မကကိုတော်ကအိမ်ပေါ်ကြွလာတယ်မလူလည်းမကောင်းဘူးဆိုတော့ဘာပြောတော့ဆိုတော့ဆံအိုးတယ်လေဆံတွေကကုန်းနေတယ်ဆံဘုန်းကြီးကလည်းကြွလာတယ်အိမ်မှာထမင်းနဲ့မချက်ရသေးဘူးညင်းညူပြီးတော့ပြောပြီးအိမ်ပြင်ထွက်သွားတဲ့နော်အိမ်မှာချက်စရာလည်းမရှိဘူးဘာမှအဆင်သင့်မရှိဘူးပေါ့ရှိရင်တော့လောင်းမှာပေါ့အခုတော့ဘာမှမရှိတော့မလောင်းနိုင်ဘူးပေါ့
အဲ့ဒီလိုညီးညူပြီးတော့ဆန်သွားရှာတရားရောင်နဲ့တခြားအိမ်ကိုထွက်သွားတယ်ထွက်သွားတော့ဘုန်းကြီးကလည်းဘုန်းကြီးအပါပဲမိဖို့ကြောင့်ဝင်ကြည့်ဟိုအိုးလန်ဒီအိုးလန်တွေ့တော့ဆန်နေသွားတွေ့နော်ဆန်တောင်းတဲ့ကဆန်ပုံးတဲ့ကဆန်နေသွားတွေ့ဆန်နေမကဘူးထောင်မွေးမှာထောင်ထားတဲ့ခြံချောင်းကြီးတစ်ခုလည်းသူတွေ့ကျောင်းအိမ်ဘေးမှာဆွဲထားတဲ့ငါ6ပြားကြီးနဲ့တွေ့သေးတယ်သူကကျောင်းအိမ်ထဲမှာထည့်ထားတဲ့ထညက်ခဲကြီးလည်းမြင်ခဲ့သေးတယ်အဲ့ဒါနဲ့ဟိုတက္ကမကြီးကတော့ညီးညူပြီးအိမ်မှာဘာမှမရှိဘူးဆိုဆင်းသွားတယ်အပြင်သွားပြီးရှားတဲ့ရောင်ရောင်ပေါ့ဆင်းသွားပြီးတော့ပြန်ရောက်လာတယ်ကိုတော်ကလည်းအိမ်နေမပြတ်အိမ်ဥကမ်းမှာထိုင်နေတယ်ထိုင်နေတဲ့အခါတက္ကမကြီးကဘာပြောပြန်တော့ဆိုတော့ဘသူစီမှာလည်းဆန်သွားချီလို့မရဘူးချိန်မီဆန်လည်းမဆက်နိုင်ဘူးပေါ့ဒီကိုတော်ကြားအောင်ပြောတော့အဲ့ဒီကိုတော်ကဘာပြောတော့ဆိုဒကမကြီးတဲ့ကျုပ်လည်းကြောင်းကထွက်ကြတဲ့ကံမကောင်းမှုဗျာတဲ့ကျုပ်လည်းကံမကောင်းမှုတဲ့လမ်းမှာမွေကြီးတစ်ကောင်တွေ့တယ်အဲ့မွေကြီးကဟောထောင်းမှထောင်ထားတဲ့ခြံချောင်းကြီးလောက်ရှိတယ်မိဖို့ကြောင့်လည်းထောင်ထားတဲ့ခြံချောင်းကြီးလောက်ရှိတယ်အဲ့ဒါနဲ့မွေကြီးကိုကြောက်လို့ကိုယ်စီလာမှာကြောက်လို့ဒီခဲနဲ့ကောက်ပြီးတော့ပေါက်ဖို့ခဲရှာလိုက်တဲ့အခါကျတော့ဟိုကြောင်ရင်ထဲကထညက်ခဲကြီးလောက်ရှိတဲ့ခဲကြီးတွေ့တယ်ဗျအဲ့ဒါကြီးနဲ့ကောက်ပြီးတော့ထူးလိုက်တဲ့အခါမွေကြီးကတခါတည်းစိတ်ဆိုးပြီးတော့ပါဇက်ကြီးဖြဲပြတော့မွေဆွဲတွေကဟောက်ဆန်အိုးတွေကဆန်စီလေးတွေလိုပဲဖွေးလို့ပြီးတဲ့ခါကြံလေးတယ်မွေကြီးကစိတ်ဆိုးမှန်ဆိုးနဲ့တခါတည်းအစိတ်တွေထုတ်လိုက်တာဟိုထောပတ်အိုးတွေကထောပတ်တွေလိုပဲတဲ့သူကအကုန်ကြည့်ထားတာအဲ့လိုပြောလိုက်တဲ့အခါဟိုတက္ကမကြီးကဒီကိုယ်တော့လိန်လို့မရတော့ဘူးဆိုပြီးတော့ဆန်တောင်းတဲ့ကဆန်လေးယူချက်ထောပတ်ဆုံးလေးချက်ကြံကြောင်းလေးဖြတ်တပိတ်ပေါ်တင်းထညက်ခဲလေးနဲ့ဆုံးကပ်လိုက်ရတဲ့ဟုတ်ကဲ့ရေးထားတာကတော့တန်ဃာတော်တွေဟာအဲ့ဒါလို့မလုံးသင့်ဘူးပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးမလုံးသင့်ဘူးဆိုတာနဲ့ပတ်သက်ပြီးရေးထားတာသို့တော့အဲ့ဒါမျိုးလည်းရှိတတ်တယ်တရားဓမ္မတွေဘက်ကဒါပါတော့ဆိုရင်ယထာတတ္တိယထာဗလံတံဝိပစိမကိုရှိတဲ့စွမ်းအားရှိသလောက်ခွဲဝေပေးမယ်ဆိုတဲ့လှူဒန်းမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးရမယ်တဲ့မြတ်စွာဘုရားကဟုတ်ကဲ့လားကိုခွန်အားလျောက်ကိုတတ်နိုင်တဲ့လောက်လေးကိုထဲကကိုစားတဲ့ထဲကတလုံးတစုပ်ခွဲပြီးတော့လှူတာမျိုးလုပ်ရမယ်တဲ့ဒါနံပါတ်၄ကအေးလူတန်းပြီးပြီဆိုရင်ဘာလို့ရမလို့မြတ်စွာဘုရားကနံပါတ်5ကျတော့တရားနာဖို့ရာအတွက်ရဟန္တာကအနည်းမှချင်းကပ်ရမယ်ဒီအဆင့်ကြတော့လှုပ်တဲ့လူအလွန်ရှားသွားပြီဟုတ်ကဲ့လားဘုန်းကြီးကလည်းအိမ်ရောက်လာရင်အရာစကားပြောပြီးပြီးသွားတာဒီကာရကမကလည်းတောကြောင်အရာကြောင်လေးပြောပြီးပြီးသွားကြတရားနာဖို့ဆိုတာတော်တော်လေးခက်တာနော်အဲ့တော့တရားဓမ္မနာယူဖို့ရယဟန္တာကနာစိတ်ကပ်ပြီးတော့ရှင်ဗျာဆုံးမဩဝါဒလေးရောက်တဲ့ရောက်ခိုက်တပည့်တော်တို့တရားလေးတစ်ပုဒ်လောက်တို့တုတ်တုတ်လေးဟောပါအောင်ဗျာတရားနာဖို့အနိနာချင်းကပ်ရမယ်တဲ့အေးယဟန်တော်ကတရားဟောပြီဆိုလို့ရှိရင်ဩဟိတတောတောဓမ္မံသူနေနာဆိုင်ပြီးတော့ဟောသမျှတရားကိုမှတ်သားသားနာရမယ်ကဲကြည့်အခုလိုတရားပွဲရောက်တဲ့အခါကျတော့ကြည့်ဒါတရားပွဲနဲ့လည်းဆိုင်လာပြန်တယ်တရားနာပြီဆိုရင်ဩဟိတသောတောဂယုတစိုက်နားဆိုင်ပြီးတော့ထောင်ဖို့လိုအပ်တယ်နော်ဂယုတစိုက်ထောင်ရမယ်ဟောတဲ့တရားတွေတစ်လုံးမှမလွတ်ရအောင်နားဆိုင်ပြီးတော့ထောင်ရမယ်အေးနားထောင်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်အဲ့ဒီတရားကိုမှတ်သားသားရင်ထဲနှလုံးထဲမှာမှတ်သားထားရမယ်မမှတ်မိနိုင်ရင်လည်းစာအုပ်လေးနဲ့ဘောပင်လေးနဲ့မှတ်တယ်ပေါ့တရားနာထားတဲ့တရားလေးတွေကိုမှတ်သားသားမှတ်ထားရမယ်တဲ့မှတ်သားထားပြီးတဲ့အခါကျတော့နံပါတ်၈ကမှတ်သားထားတဲ့တရားတွေကိုအ내အဓိပ္ပာယ်
ဆင်ញင်စဉ်းစားရမယ်အ내အိပဲဆိုတာလက်တွေ့ဘလို့ကျင့်သုံးရမလဲဆိုတာဆင်ញင်စဉ်းစားကြည့်ရမယ်နားလည်အောင်အတိပဲနားလည်အောင်ကြိုးစားရမယ်လို့ဒီလိုဆိုလို့နောက်ဆုံးနံပါတ်9ကအတိပဲနားလည်ပြီးတဲ့အခါမှာအဲ့ဒီတိုင်းလက်တွေ့ကျင့်သုံးရမယ်9ချက်ရှိတယ်ဟုတ်ကဲ့လားအဲ့ဒီကြမှာလမ်းဆုံးတယ်အဲ့ဒီကြမှာလမ်းဆုံးတယ်တချို့ကနံပါတ်1လို့ဆိုရဲခီးဥကျဆိုမှုတော့လုပ်တယ်ကျန်တာတွေမလုပ်ဘူးမပြည့်စုံတဲ့ဘဝတစ်ခုရရှိကြတချို့ကခီးဥလဲကျဆိုပါရဲ့ရှိခိုးဝချမှုဆိုတာလဲပြုပါရဲ့နှစ်ခုတော့လုပ်တယ်ကျန်တာတွေမလုပ်ဘူးဆိုရင်မပြည့်စုံတဲ့ဘဝတစ်ခုရောက်ပြန်အကောင်းတွေမစုံရဘူးတချို့က3ခုလုပ်တယ်ခီးဥကျဆိုတယ်ရှိခိုးဝချတယ်နေရာထိုင်ခင်းပေးတယ်ကျန်တာတွေမလုပ်ဘူးမပြည့်စုံဘူးတချို့ကခီးဥကျဆိုတယ်ရှိခိုးဝချတယ်နေရာထိုင်ခင်းပေးတယ်ရှိတာလေးခွဲခြားလှူတယ်ဆိုတဲ့၄မျိုးထိအောင်လုပ်တယ်ကျန်တာတွေမလုပ်ဘူးသူလည်းမပြည့်စုံဘူးတဲ့တချို့ကြတော့အဲ့ဒီ၄မျိုးအပြင်ဘာထက်လုပ်တော့ဆိုရင်တရားနာဖို့ရာအတွက်အနိနာမှာတော့ထိုင်နေပါရဲ့တရားကိုတော့နားဆိုင်ပြီးမထောင်ဘူးဆိုတာတွေနားဆောက်ထိုင်မှုဆိုတာတွေကိုတော့မလုပ်ဘူးတဲ့သူလည်းမပြည့်စုံဘူးတချို့ကတော့တရားနာတော့ကတော့မှတ်မှတ်သားသားနားဆိုင်ပြီးတော့ထောင်ပါရဲ့နားထောင်ပြီးတာနဲ့တကြိုင်နဲ့တရားပွဲကထပြန်တော့မို့တရားနာတဲ့နေရာကထပြန်သွားတာနဲ့တကြိုင်နဲ့ဘာတစ်ခုမှမကြံတော့ဘူးမှတ်သားထားတာတစ်ခုမှမရှိဘူးအိမ်ပြန်ရောက်တာနဲ့အကုန်မေ့ဟုတ်ကဲ့လားအဲ့ဒါမျိုးဆိုလို့ရှိရင်လည်းမပြည့်စုံဘူးတဲ့တချို့ကမလဲမှတ်သားထားတယ်သို့တော့မှတ်ယုံပဲမှတ်ထားတယ်အ내အိဗယ်တွေကိုမစင်စားဘူးတဲ့ဆိုလိုရင်းအတိဗယ်တွေကိုမစင်စားဘူးတချို့ကြတော့ဆိုလိုရင်းအတိဗယ်လည်းသိပါတယ်စဉ်းစားတယ်တရားလာတဲ့အတိုင်းကျင့်သုံးမှုကြတော့မပြုဘူးမပြည့်စုံတာဒီပေါ့ပြည့်စုံဖို့ဆိုတာ9မျိုးလုံးလုံးမှပြည့်စုံမယ်ဒီအကြောင်းကိုဒေဝတာတုတ်ထဲမှာဟောထားတာရှိတယ်တခုသောညတန်းကောင်ကြော်တဲ့အချိန်ကောင်းကင်ဘုံကနတ်တွေကအာဂတထနတ်ခေါ်တာပေါ့အဲ့ဒီကောင်းကင်ဘုံကနတ်တွေကမြတ်စွာဘုရားကိုဖူးမြော်ဖို့တရားနာဖို့ဆိုတာလာတဲ့အချိန်တကောင်ကြော်မှလာလေးရှိကြတယ်တကောင်အတွင်းမလာဘူးလူတွေတိတ်ဆိတ်ပြီးအိတ်ကုန်ပြီဆိုတဲ့အချိန်ကျမှနတ်တွေကလာကြတယ်နတ်တွေကလူတွေစီလာဖို့ရအတော်ကြိုးစားပြီးတော့လာကြဘာဖြစ်လို့တော့ဆိုရင်လူတွေရဲ့အနတ်အသက်သူတို့နှာခေါင်းနဲ့မရင်ဘူးဘုန်းကြီးတို့တွေတိရစ္ဆာန်ယုံသွားတဲ့အခါကျတော့ကြားနန့်ချင်းလေးနန့်နေမြောက်နန့်နေရင်ရလားနန့်နေမလားတခါတလေအိမ်မွေးထားတဲ့ခွေးတောင်ခွေးရဲ့အနံ့နန့်နေလေအဲ့တော့လူတွေရဲ့အနံ့ကိုနတ်တွေကမခံနိုင်ဘူးတဲ့မခံနိုင်တဲ့အတွက်ကြောင့်လူပြေလာတဲ့အခါကျတော့မျက်တဖုံးတက်ပြီးတော့လာသလားတော့မသိဘူးအခေါင်းပိတ်လာရမယ်ထင်တယ်တကောင်ကြော်မှလူတွေတိတ်ဆိတ်အိပ်ပြီးတော့နေတယ်ဆိုလို့ရှိရင်လူတွေလှုပ်ရှားမှုမရှိသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့ထွက်လာတဲ့လေဟာငြိမ်သက်သွားတယ်ပေါ့အနတ္တတွေလည်းငြိမ်နေမှာပေါ့အဲ့ဒီချိန်မှာနော်ဟိုသွားဒီသွားဆိုရင်လူတွေခန္ဓာကိုယ်တွေကအနတ်တွေကတခါတည်းထွက်နေမှာငြိမ်သက်နေပြီဆိုလို့ရှိရင်လေတွေကတန့်ကျင်တန့်နေဒါကြောင့်မို့ညတကောင်ကျော်လာတယ်အဲ့ဒီမှာနတ်တွေဟာအုပ်စုလိုက်လာကြတယ်အုပ်စုလိုက်လာပြီးတော့ဖះလျှောက်ကြတာတပည့်တော်တို့လူဘဝတုန်းကဗျာတဲ့ရဟန်းတန်ဃာတွေကြွလာတဲ့အခါခရီးဥကြိုပဲဆိုတယ်ကျန်တာတွေတခုမှမလုပ်ခဲ့ဘူးဗျာဒါကြောင့်မို့လို့တပည့်တော်တို့ကမျက်နှာငယ်ရတယ်ဗျာတဲ့နတ်ဘဝမှာတော့ဟုတ်ကဲ့လားတပည့်တော်တို့မျက်နှာငယ်ရတယ်တဲ့မပြည့်မစုံ
အောက်တန်းကြတဲ့အနေအထားမျိုးမှာတပည့်တော်တို့ရှိပါတယ်နောက်တအုပ်စုကလာပြီးတပည့်တော်တို့အခရီးဦးကျုံလဲဆိုးတယ်ဗျရှစ်လဲရှစ်ခိုးပါတယ်ဗျဒါပေမဲ့လို့တပည့်တော်တို့ကျန်တာတွေမလုပ်ခဲ့ဘူးတဲ့ဒါကြောင့်မို့တပည့်တော်တို့လည်းမျက်နှာငယ်ရတယ်ဗျအဲ့ဒီတအုပ်စုထွက်သွားတော့နောက်တအုပ်စုကလာတယ်ဘုရားကိုရှောက်တယ်တပည့်တော်တို့ဗျာတဲ့ရှစ်လဲရှစ်ခိုးခရီးဦးနဲ့ကျိုးဆိုတယ်ရှစ်လဲရှစ်ခိုးတယ်နေရာထိုင်ခင်းလည်းပေးတယ်ဗျာသို့တော်တပည့်တော်တို့ခွဲချမ်းဝေဖန်ပြီးတော့လှူဒန်းမှုမလုပ်ခဲ့ဘူးဒါကြောင့်မို့တပည့်တော်တို့မပြည့်စုံဘူးမျက်နှာငယ်ရတယ်နောက်တစ်အုပ်စုကြတော့တပည့်တော်တို့အဲ့ဓာတွေအားလုံးလုံးတယ်ဖြစ်အားလုံးလုံးတယ်ဒါပေမဲ့လို့တရားနာဖို့ဆိုတာရဟန္တာငါတွေနာတပည့်တော်တို့မချင်းကပ်ခဲ့မိဘူးဒါကြောင့်မို့တပည့်တော်တို့ဟာမပြည့်မစုံတဲ့ဘဝမျိုးရောက်ရပါတယ်ဟောနောက်တစ်အုပ်စုကတော့ရှောက်တယ်တပည့်တော်တို့တရားနာဖို့တော့အနီးကချင်းကပ်ပါရဲ့ဟောတဲ့အခါကျတော့တပည့်တော်တို့ကနားဆိုင်မထောင်ခဲ့ဘူးဗျာဟောမပြည့်မစုံဖြစ်ခဲ့ရတယ်နောက်တစ်အုပ်စုကျတော့တပည့်တော်တို့ကနားဆိုင်တော့ထောင်နေဖြစ်ရတယ်ဒါပေမဲ့လို့နာကြားထားတဲ့တရားတွေကိုတပည့်တော်တို့မှတ်မှတ်သားသားမရှိဘူးဗျအကုန်လုံးမေ့သွားတယ်ဒါကြောင့်မို့မပြည့်စုံတဲ့ဘဝတပည့်တော်တို့ရောက်ရတယ်ဟောနောက်တစ်အုပ်စုကျတော့တပည့်တော်တို့မှတ်တော့မှတ်ထားပါတယ်ဗျာတဲ့မှတ်ထားတဲ့တရားတွေရဲ့အ내အဓိပ္ပာယ်ကိုတပည့်တော်တို့မစင်စားဘူးဒီတိုင်းပဲမှတ်ထားတဲ့အတိုင်းပဲထားလိုက်ကြတယ်ဒါကြောင့်မို့တပည့်တော်တို့မပြည့်စုံတဲ့ဘဝရောက်ပါတယ်နောက်တစ်အုပ်စုကြတော့လာတယ်တပည့်တော်တို့ကအ내အဓိပ္ပာယ်တော့စဉ်းစားမိတယ်ဗျဒါပေမဲ့လက်တွေ့ကျင့်သုံးမှုတပည့်တော်တို့မလုပ်ခဲ့ဘူးဒါကြောင့်မို့မပြည့်စုံဘူးနောက်ဆုံးလျှောက်တဲ့အုပ်စုကြတော့တပည့်တော်တို့အဲ့ဓာတွေအကုန်လုပ်တယ်ဗျာကိုယ်တိုင်လဲကျင့်တယ်ဒါကြောင့်မို့လို့တပည့်တော်တို့ဟာတော့အကြောင်းစုံလို့တပည့်တော်တို့အကောင်းအစုံရပါတယ်ဗျာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့နတ်တွေကလျှောက်ကြတယ်ဟုတ်ကဲ့အဲ့ဒီအကြောင်းကိုဒေဝတာသုတ်တံမှာမြတ်စွာဘုရားကဟောထားပြီးယဟန်တွေကိုဘယ်လိုတတိပေးတယ်လဲဆိုလို့ရှိရင်ခြေသားယဟန်တို့ဒီနတ်တွေကိုကြည့်ကိုလုံးတင်တာတွေကိုပြည့်ပြည့်စုံစုံမလုပ်ခဲ့ဘူးဆိုလို့ရှိရင်အခုနောင်တပူပန်ကြရတယ်နောက်မှနောင်တရကြတယ်။တို့လှုပ်တာတွေမပြည့်စုံခဲ့သည့်အတွက်ကြောင့်ခုလိုအောက်တန်းနောက်တန်းကြတဲ့အခြေအနေမျိုးတွေရောက်နေရပါလားလို့ဆိုပြီးတော့ကိုအပြစ်တင်ပြီးတော့နေကြတယ်။ဒါကြောင့်မို့လို့တင်ချစ်သားတို့လည်းပဲနောင်တမပူပန်ရအောင်အခုအချိန်မှာအကြောင်းစုံအောင်လုပ်ကြတဲ့ဟုတ်ကဲ့လားသီလလည်းပြည့်စုံအောင်လုပ်ရမယ်သမာဓိလည်းပြည့်စုံအောင်ကျင့်ရမယ်ပညာကိုလည်းပြည့်စုံအောင်သိက္ခာ၃ရပ်အကျင့်မြတ်တွေကိုပြည့်ပြည့်စုံစုံအထောက်ကြမြတ်စွာဘုရားကသာယထဘိက္ခဝေမာပမာဒဋ္ဌာသာယထဆိုတာသမထဝိပဿနာကျင့်စဉ်ကိုကျင့်သို့မဟုတ်ကိုဘဝအရေးကိုဘာကိုပြည့်ပြည့်ဝဝတွေးထားကြဘုန်းကြီးတို့တွေမတွေးသင့်ဘူးလားကိုဘဝဟာကိုဆင်ញင်သုံးသပ်ပြီးတော့ကိုဘဝအရေးကိုကိုဘာကိုတွေးထားရငါအခုရထားတဲ့ဘဝတစ်ခုကနှိမ့်ချနေသလားသူများနဲ့စာရင်ငါတော့တင်းနဲ့မှပါလားမပါဘူးလားဟုတ်ကဲ့မပါသေးလို့ရှိရင်ငါဘာတွေလုပ်ဖို့လိုနေသေးသလဲမစင်စားသင့်ဘူးလားအဲ့ဒါကိုပြောတာဇာယထအတိပ္ပယ်တစ်မျိုးနဲ့ပြောမယ်ဆိုရင်ဇာယထအမတ်တမဲ့မနေနဲ့ကိုဘဝလေးကိုဆင်ញင်သုံးသပ်မာပမာဒဋ္ဌမိမိလျော်ရောနဲ့မနေကြနဲ့မာပစ္စာဝိပတိတာရီတော့ဟုတ်တာနောက်ကြမှာနောင်တမရစေကြနဲ့ဟောမြတ်စွာဘုရားကဒါဟာငါဘုရားရဲ့တတိပေးချက်ဆုံးမဩဝါဒပေးချက်ပဲဖြစ်တယ်လို့ဒီသုတ်တံကိုဒီစကားနဲ့အဆုံးသတ်ထားတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့အကြောင်းစုံမှအကောင်းဆုံးမှဖြစ်သောကြောင့်အကြောင်းတရားတွေပြည့်စုံအောင်တို့တွေအသိဉာဏ်ရှိတဲ့လူဘဝရတဲ့အခိုက်သာသနာတော်ကြီးနဲ့ကြုံကြိုက်တဲ့အခိုက်မှာလှုပ်တဲ့လှုပ်ထိုက်တဲ့အကြောင်းတရားတွေတို့ပြည့်ပြည့်စုံစုံလုံးမှပဲနောက်ဆုံးအဆင့်ဖြစ်တဲ့ဓမ္မာနုဓမ္မပฏิပတ်တိဓမ္မလို့ဆိုတဲ့လောကုတ္တရာတရားနဲ့လျော်တဲ့အနုဓမ္မဆိုတဲ့သီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်တွေကိုတို့လက်လန်းမိသမျှဖြစ်ခြင်းမှသာလဲတို့လုပ်တဲ့လုပ်တွေဟာပြည့်စုံမှာဖြစ်တယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒကိုဥထိတ်ထက်ပန်းဆင်လျက်အ
ကြောင်းစုံအောင်ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်သတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေသတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယံတုသူကန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလမင်းနှင့်ရောင်ခြင်းရှေ့ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြန်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်းဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟူသောကုမုဒ္ဒရာကြာပန်တို့သည်ခုံလန္တဝန္တာရွှင်မြူဝတ်မုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောက်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့တွေကြိုင်လိုက်၍နေကြပါစေကုန်တည်းယခုတရားတော်ကိုနာယူပြီးတဲ့နောက်မိတို့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအစုစုကိုအမြတ်ပေးဝေပြီးအေးချမ်းတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။တရားတော် Universe Channel ကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။သာဓုသာဓုသာဓု